จะตายอะแม่งายอะแม่วัดตาหินเลยเนี่ยแล้วหินเลยก้าวมาก้าวว่าสามารถทำเสียเลยเนาะ မင်းမို့ဒီဆိုင်လာထားတယ်ဒီဆိုင်အဟင်းအရတော့မှမကောင်းတာပိုလို့လွင့်ပြင်းခွေးတော့မစားဘူး ဟဲ့လူကျုပ်ကိုရအောင်ရှာပေးစမ်းပါဗျာဟိုကျုပ်မိန်းမလေးခလေးမွေးထားတာ45မပြည့်သေးလို့ဗျ ဟဲ့လို့ခမရရှာခိုင်းတဲ့အဲ့ကိစ္စဆိုတာညာဘိုင်းမြတ်အစီတရားဗျနေဘိုင်းကမလွယ်ဘူး ဟာကျုပ်ကညစီရောမဆောက်နိုင်ဘူးဗျာဟုတ်ခင်ဗျားအားတယ်မလား ဟဲ့ ဟုတ်လေ ဘာပြောတာ ဟုတ်လေစိုက်ကအားတယ်မို့လားလို့ အားလို့လိုက်ပုံနေတာပေါ့ အဲ့ဆိုကျွန်တော်ရအောင်ရှာပေးဗျာဟိုစိုက်ကားကရောခေါင်းကရောပြီနော် ပြီးရောဗျာပြီးရော ไม่ထိုင်အမကြက်လား ဟာနေဘယ်လိုပြောလိုက်လဲ မဟုတ်ဘူးအမကိုကြက်သားနဲ့စားမလားလို့မပြောအမရဲ့ အဲ့လိုစကားကိုရှင်းအောင်မေးရှင်းအောင်ပြောလူကအလောက်ကန်အစ်စ်မပြေလို့စိတ်ညစ်ရတယ်ချားလို့ဟဲ့ဒီမကြည့်ရလေ အော်မဟုတ်ဘူးအမအင်ကြီးလေးလာတယ်လို့ပြောတာအမရဲ့ကြည့်နေ ဟဲ့နင်းကြည့်ရောငါသိတယ်ငါကပွဲစား အမအဲ့ဒါကြက်သားနဲ့စားမှာနော် ဟဲ့ ကြက်ပြူသားလေးရပါပြီရှင် ဘလို့ကြက်ပြူသား ဟုတ်တယ်လေအမရဲ့ကြက်အပြူသားလေးလေ ညီရလေအေးကြက်မှာအပြိုစားရှိသေးလို့လားဟဲ့ အော်အမရဲ့ရှိရပေါ့ကျမတေးသေးလေးကိုလေဝါအကြီးကလက်ဆောင်ပေးလိုက်တာလေအိမ်မှာတေးချမွေးတာပြောလေ channel တွေဘယ်ကြက်ထီးမှအဝင်မခံဘူးနော်အရွယ်လဲရောက်လာလေရိုက်တက်ပြီးတော့ချက်ချပလိုက်တာ ဒီညီရလေစားမှာခက်လန့်လန့်ပဲအေးဒီနားမှာလည်းစားစရာဘာဆိုင်မှလည်းမရှိ အမရဲ့နူးအိနေရပဲစားကြည့်ပါဦးအမရဲ့ကောင်းပါလေ အေးပါစားပါမယ်ဟဲ့ညီဆိုင်ရောင်းကောင်းရဲ့လား အမလိုက်ပြောရင်တော့ရောင်းမကောင်းအမရဲ့ ဘယ်ရောင်းကောင်းမလဲအေးညီရင်းနေရတာမှမရှိတာဟဲ့ ဟာအမအဲ့ဒါတော့မဖြစ်နိုင်ဘူးကျမဟင်းနေတော့အချုံမုတ်တွေအများကြီးပဲပြီးတော့ချက်ထားတာ အမလေးငါသဘောပေါက်ပြီဟဲ့ညီအဲ့လိုတွေ့ရအချုံမုံတွေကိုထည့်သုံးထားလို့ညီရတာမရှိတာပေါ့အေးဟဲ့ညီကုန်းတဘာဝပြောင်းမှုဟင်းခတ်ချုံမုံမသုံးဘူးလား အမဘာပြောလဲ အော်ညီရလေတဘာဝပြောင်းမှုစစ်စစ်ကထုတ်ထားတဲ့ဟင်းခတ်အချုံမုံကိုပြောတာ အဲ့မရှိလို့လားအမရဲ့ အမလေးရှိတာပေါ့အေးညီတာလေ အမအတီရောရှိရလား အမလေးအေးညီနေထားနဲ့မြန်လာပြီးငါ့ကို FDA ရှိလို့လားတဲ့ FDA တင်မကဘူးဟဲ့လူပြောမရွေးဘာသာမရွေးသုံးဆွဲနိုင်ပါလေရှင် အမရဲ့အဲ့ဆိုလို့ကျမလိုချင်လိုက်တာဘယ်မှာဝယ်လို့ရလဲဟိုဘယ်လိုပုံစံမျိုးလေးလဲ ဒီမှာအထုပ်ပေါ်မှာလေပြောင်းမှုပုံလေးနဲ့လေ CORN ကောလို့အင်္ဂလိပ်လိုရေးထားတယ်ညီကအင်္ဂလိပ်စာမတတ်ဘူးဆိုလို့ရှိရင်ဗမာလိုတဘာဝပြောင်းမှုအချုံမုံလို့ရေးထားတယ်အဲ့ဒါလေကြိုက်တဲ့ဆိုင်တိုင်းမှာညီသွားပြီးရှာဝယ်နိုင်တယ် ကျေးဇူးပါပဲအမရဲ့ကျေးဇူးပဲနော်အမနော် ဒီမှာညီဟင်းရလေဆက်စားနေလေအရသာရှိမှမဟုတ်တော့ကျုံမစားတော့ကွန်းသုံးပြီးမှပဲကျုပ်လာအားပေးတော့မယ်နော် ဟုတ်ကဲ့ပါမဟုတ်လာဟဲ့ကျော်ထမင်းစားမို့လားဘိုင်းနဲ့စားမှာလဲ ဟိုငါတို့ထမင်းစားဖို့လာတာမဟုတ်ခဟိုရွှေသူဒီနားမှာလေဟိုဘာညာလေးမြင်တွေ့ပြီသေးလားလို့ ဟဲ့နင်တို့ကလည်းစကားပြရှင်းလင်းပြောနော်ဘာညာဆိုတာဘာလဲဒီမှာဈေးရောက်ကောင်းတာမဟုတ်ဘူး ဟိုလေဟာဟိုကြက် ဟိုမင်းတို့ ဟမ် သူ့ဆိုလဲရတယ်နော် ဘာလဲဟိုဘာညာတော့ဒီနားဆက်သွားပြက်လာမြင်နင်တွေ့မိသေးလားလို့နော်ဟိုမတွေ့မိလေနေပါရတယ်ဟိုငါဈေးဘက်သွားရှာလိုက်တော့မယ်ဈေးဘက်သွားရှာမယ်နော်လာ အော်ခဏနေဦးနေဈေးဘက်ကိုသွားလို့ရှိရင်လေဟိုငါအတွက်လေကွန်းတဘာဝပြောင်မှုဟင်းခတ်မှုကလေးဝယ်ခဲ့ပါဟဲ့ ဟိုပြောင်းမှုတစ်စိတ်ကိုပြောတာလား ဟဲ့နင်ကဘလို့သိရလဲ သိတာဗောအိမ်မှာငါမိမလည်းဒါပဲသုံးနေတာ အေးအဲ့လိုဝယ်ခဲ့ပြီနော်ဟဲ့ငါ့နော် အေးအဲ့ဆိုရင်ပတ်သက်ပြီ ဩနင်ကလည်းဟာဒီမှာဈေးရောက်မကောင်းလို့ဟိုငါညနေစိုက်တင်ပြီးပြန်လာပေးမယ်ဟာနင်စိုက်ထားလိုက်နော် အဲ့ဒါလေပြီးတော့ငါစိုက်ထားမယ်ဟိုနင်းလည်းငါကူညီတယ်နော်နင်ငါ့ကိုပြန်ကူညီတကယ်လို့တွေ့လို့ရှိရင်ဒီနားလေးမှာဆက်စောင့်နေလို့နော်ခဏထိုင်ဆောင်ကန်နော်ငါအဲ့ဒါတော်ဖြစ်နေလို့ဟာကြောက်တော့ပေးမယ်လို့လားစောင့်ခိုင်းတာနော်ပြန်ကူညီနော် အေးပြီးတော့ဟာ ဈေးဘက်မှာရှာပေးပါမယ် ယောက်ျားတွေလေရှိတဲ့ကြက်သားဟင်းကိုစားပါဆိုတော့မစားကြဘူးမရှိတဲ့ကြက်ကြတော့စားကြတယ်အဲ့ဒါကြောင့်မို့စိတ်ကုန်တာမိုက်ဘာကြမ်းနေလို့လဲလို့ ဟာမှမကြံပါဘူးအေးဟောဒီမှာ
ရှင်ဝယ်မသုံးမှဆိုလို့တကူးတကားကိုကျမကလာပြီးလက်ဆောင်လာပေးတာပါရှင်ဟောဒီမှာကျမပြောနေတဲ့ကွန်တစ်စိတ်သဘာဝပြောင်းမှုအချို့မုံနဲ့နော်ဒါ280 gram ဟောဒီမှာကြည့်ဒီမှာ80 gram ဟောဒီမှာ180 gram ဟောဒီမှာ900 gram ကဲဟောဒီမှာဒါက1 kg ကဲဒီစိတ်တလောက်တာ3ဒီဆိုင်ရဟင်းနဲ့အရသာမရှိလေငါ့ကိုပြောချင်တယ်လို့ပြောဟုတ်ပြီလား ကျေးဇူးပါမရဲ့စိုင်းစားဖွင့်ရလေသူကရောင်းကောင်းတာမဟုတ်ဘူးအားကြောင့်မို့လေခုနကတော့မှလေမိတ်ဆွေဆိုင်ကားသမားကိုလေဈေးကိုတွားပြီးတော့ဝယ်ခိုင်းထားကြရ ဟာငါနေကိုပတ်စံကုန်ပါဆိုလို့စေတနာနဲ့လာပေးတာဟောတော့မဝယ်ခိုင်းနဲ့မြင်မြန်သွားပြောသွား ဟုတ်ကဲ့အဲ့တော့မိုင်ဆိုင်ဆောင်ပေးဦးနော် စောင့်ပေးမယ်စောင့်ပေးမယ်မြင်မြန်သွားပြောပါ ကြာကြီးရဲ့ဟဲ့ကြာကြီး အခုရေဒီလောက်အရေးကြီးနေတဲ့အချိန်မှာခင်ဗျာဘာတွေဝယ်ပေးဦးပါလဲဗျာ ခမရလေဗျာဟိုကခမရကိုပြန်ပြီးကူညီပါလေဗျာဟာကျွန်တော်ဘယ်နဲ့ထုတ်ဝယ်ရမလဲဆိုတော့မေးဖို့မေ့သွားပြန်ပြီခဏလေးဗျာကျွန်တော်သွားမေးလာဦးမယ် ဟော လူတွေတနေ့ငါမဟိုလူကူညာဒီလူကူညာနဲ့ဖဖကောမောနာပဲအော်ပါရဲ့ကဲပါလေ ရှောက်တောင်ရောက်နေပြီမိုက်တယ်ကွာဟာမတော်မလား တော့လေဒီပါငါပဲတော့မှာ အော်လာပါအမရေမုံနေစမ်းပါနဲ့အမဘာဆိုတော့ကျွန်တော်သိပြီးသားကြောက်တော့ပေးမယ်ကြောက်တော့ပေးမယ် နေစပါဦးကြောက်တော့ငါပါလေငါ့ကိုကြည့်ရတယ်သိရတယ်ဘာလဲငါဘာလို့လိုက်ရမလဲ မရင်ကျွန်တော်မရတော့ကျွန်တော်မနေနိုင်တော့အချိန်နဲ့အရန်နှမြောက်မကောတိတ်တန်ဖို့ရှိနေတယ် အချိန်နဲ့တော့တိုက်တောင်းရမရတော့ ကြားလိုက်တာအဲ့လိုကြားတော့ကြိုက်တာကြားတော့ကြိုက်တာကြားတော့ကြိုက်တာကြိုက်တယ်လား စားကြနော်စားကြလိုရင်လည်းထပ်ပြောကြအောင်ကျမရဲ့ဆိုင်မှာတော့လေကွန်တဘာဝပြောင်းမှုအချို့မို့တစ်မျိုးတည်းကိုပဲတုံးတာ ကြိုက်တယ်ဗျာကြိုက်တယ်အဲ့လိုအရသာမျိုးမှာပြုတ်ကကြိုက်တာဗျာအဲ့ဒီတစ်စိတ်သုံးနဲ့ဆိုင်ဆိုရင်တော့အသလုံးအားပေးပြီမျိုး ထူးကြမယ်